တော့ကျွန်တော်တို့ရဲ့နာမည်ကိုနာမည်လို့တွေးနေသေးတယ်ကတော့ကျွန်တော်တို့ကတာမန်ဘဝမှာနေနေအောင်ပါပဲအားလုံးမင်္ဂလာပါလူငယ်တယောက်အနေနဲ့ကျွန်တော်တို့ရဲ့လက်ရှိဘဝထက်ပိုပြီးမြင့်မားတဲ့ဘဝကိုပိုင်းဆိုင်ခြင်းနဲ့ဆိုရင်လက်ရှိတွေးနေတဲ့အတွေးခေါ်ထက်ပိုပြီးတော့မြင့်မားတဲ့အတွေးခေါ်တွေကျွန်တော်တို့ရှိဖို့လိုပါတယ်ဘယ်တစ်ခုဖြစ်တဲ့ကိုယ့်ရဲ့နာမည်ကိုနောက်တစ်ဆင့်ကနေဘယ်လိုတွေးမလဲเนาะကျွန်တော်တို့နာမည်ကိုနာမည်လို့မြင်နေတာချက်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် brand တစ်ခုဖြစ်နေပြောင်းပြီးမြင်နိုင်မှာအရေးကြီးပါကိုယ့်ရဲ့နာမည်ကိုကိုကသာ brand လို့မြင်နေဆိုရင်ငါရဲ့ brand ရဲ့အောက်မှာငါရဲ့ထုတ်ကုန်တွေရှိတယ်ဆိုတာသိလာမယ်ထုတ်ကုန်အတွက်ကုန်ကျန်းတွေရှိတယ်ဆိုတာလည်းသိလာကုန်ကျန်းကတော့ရှာမယ် quality ရှိတဲ့ products လို့ခေါ်တဲ့ထုတ်ကုန်တွေကိုကောင်းကောင်းထုတ်မယ်ဒီ products တွေက quality ပြည့်လာပြီဆိုရင်ကျွန်တော်တို့ brand တစ်ခုပါလူတွေအတွက်အသုံးဝင်လာမယ်လူတွေအတွက်တန်ဖိုးရှိလာမယ်ကျွန်တော်ပြောတာရှင်းပါတယ်ဆိုတော့ကျွန်တော်တို့ကပတ်ဝန်းကျင်မှာကျွန်တော်တို့ကြုံတွေ့ဆုံတွေ့နေရတဲ့အရာတွေကိုကျွန်တော်တို့ကုန်ကျန်းအဖြစ်ယူပါကောင်းတဲ့ကုန်ကျန်းအဖြစ်ယူပါကြုံလာရတဲ့ပတ်ဝန်းကျင်ရဲ့ထိတွေ့မှုတွေနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေ optimism လို့ခေါ်တဲ့အကောင်းမြင်စိတ်နဲ့ကောင်းတဲ့ကုန်ကျန်းတွေကိုကျွန်တော်တို့ရဲ့စက်ယုံကြီးတွေကိုထည့်လိုက်ပါအဲ့ဒီကုန်ကျန်းတွေကမှတစ်ဆင့်အရေးသွေးပြေဝတဲ့ပြောစကားတွေကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေလူတူးတယောက်ချင်းစီပေါ်မှာကျွန်တော်တို့ရဲ့ပြုမှုဆက်ဆံမှုတွေဒါတွေကိုကျွန်တော်တို့က product လို့ခေါ်တဲ့ကောင်းသောထုတ်ကုန်တစ်ခုအနေနဲ့ကျွန်တော်တို့ရအောင်ထုတ်တာเนาะဒါဆိုရင်ကျွန်တော်တို့ဒီထုတ်ကုန်တွေက quality ပြည့်လာပြီလူတွေအတွက်အသုံးဝင်လာပြီတန်ဖိုးရှိလာပြီဆိုရင်ကျွန်တော်တို့ရဲ့ brand ကတန်ဖိုးရှိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ brand ကအရေးသွေးပြည့်တဲ့လူတွေတန်ဖိုးထားတဲ့ brand တစ်ခုဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကတန်ဖိုးရှိတဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့နာမည်ကိုနာမည်လို့တွေးနေသေးတယ်ကတော့ကျွန်တော်တို့ကတာမန်ဘဝမှာနေနေအောင်ပါပဲဆိုတော့ကျွန်တော်တို့ရဲ့နာမည်ကိုနာမည်လို့တွေးမဲ့အစား brand လို့ပြောင်းတွေးလိုက်ပါအားလုံးပဲအသိပညာဘုဒ္ဓတာတွေတိုးတက်ကြပါစေကျွန်တော်ရဲ့လူငယ်တွေကောင်းမွန်တဲ့အလုပ်ကိုင်းနဲ့ကောင်းမွန်တဲ့ဘဝတိုးတက်မှန်ကန်တဲ့ဘဝကိုရရှိခံစားနိုင်